အားလုံးပဲမင်္ဂလာပါ Safe Space မြန်မာမှာကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါ Safe Space မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့အပိုင်း9မှာမမြင်ရတဲ့ဒဏ်ရာတွေကိုကုစားခြင်းအကြောင်းပြောခဲ့ပါတယ်ကျွန်တော်တို့အတွင်းစိတ်ထဲမှာတိတ်တဆိတ်ရှိနေတဲ့နာကျင်မှုကိုဂရုစိုက်ဖို့နဲ့အေးချမ်းစွာနဲ့ဘယ်လိုချင်းကပ်ရမလဲဆိုတာကိုပေါ့ဒီနေ့မှာတော့ကုစားခြင်းခီးစဉ်ရဲ့နောက်တစ်ဆင့်ကိုဆက်သွားပါမယ်မျောလင့်ခြင်းတွေအကြောင်းပြောရင်းနဲ့ပေါ့မျောလင့်ချက်ဆိုတာအရာအလုံးအဆင်ပြေနေတယ်လို့ဟန်ဆောင်တာမဟုတ်ပါဘူးဒါဟာဖြစ်နိုင်တာပဲမနှက်ဖြန်မှာတော့ပိုကောင်းလာနိုင်ပါတယ်လို့တူတူလေးပြောနေတဲ့ညင်သာတဲ့အတန်ဖြစ်ပါတယ်ဒါဟာလဲနေရာကနေပြန်ထဖို့ပြန်ကြိုးစားဖို့အပြောင်းအလဲကဖြစ်နိုင်ခြေရှိသေးတယ်လို့ယုံကြည်ဖို့အတွက်ခွန်အားဖြစ်ပါတယ်ဘဝကမရေရာဘူးလို့ခံစားရတဲ့အခါမျိုးတော့မှာပေါ့ဆုံးရှုံးမှုဒါမှမဟုတ်ကြောက်ရွံ့မှုကိုခံစားနေရတဲ့ကာလတွေမှာမျောလင့်ချက်ဟာခံစားချက်တစ်ခုထက်ပိုပါတယ်ဒါဟာခန္ဓာရည်စွမ်းအားရဲ့ပုံစံတစ်မျိုးဖြစ်လာပါတယ်ဒီအပိုင်းမှာပြောတဲ့ခန္ဓာရည်စွမ်းအားဆိုတာ resilience ကိုရည်ညွှန်းတာဖြစ်ပါတယ်ခန္ဓာရည်စွမ်းအားဆိုတာအမြဲတမ်းတန်မာနေတဲ့ပုံစံမဟုတ်ပါဘူးအမြဲတမ်းပြုံးနေတာဒါမှမဟုတ်ရဲရင်နေတာမျိုးမဟုတ်ပါဘူးတခါတလေခန္ဓာရည်စွမ်းအားကမထကျင်ပဲနဲ့အိယာကထလာတာမျိုးဖြစ်ပါတယ်တခါတလေဒါဟာကိုယ်နှလုံးသားကပင်ပန်းနေတယ်လို့ခံစားရချိန်မှတော့ထွက်ပေါ်လာတာဖြစ်ပါတယ်ခန္ဓာရည်စွမ်းအားဆိုတာရေနဲ့တူပါတယ်ရေဟာဘယ်တော့မှအားမနည်းပါဘူးသူကအမြဲရှင်သန်နေပါတယ်ရေကပုံသဏ္ဍာန်ကိုပြောင်းလဲနိုင်တယ်သူဟာမြစ်ဖြစ်နိုင်တယ်တိမ်ဖြစ်နိုင်တယ်မိုးရေဖြစ်နိုင်တယ်ဒါမှမဟုတ်သမုဒ္ဒရာဖြစ်နိုင်တယ်သူဟာရေငွေ့ဖြစ်သွားတဲ့အခါမှာတော့ပျောက်ကွယ်သွားတာမဟုတ်ပါဘူးပုံစံပြောင်းလဲရုံပါပဲမိုးရေအဖြစ်ပြန်လာပြီးဘဝကိုပြန်လဲဖြစ်တည်ဖို့အတွက်တင့်တော်တဲ့အချိန်ကိုစောင့်နေတာပါဒါဟာခန္ဓာရည်စွမ်းအားပါပဲကြောက်တုံးလိုမာကြောပြီးမတုံမလှုပ်ဖဲနေတာကိုဆိုလိုတာမဟုတ်ပါဘူးတကယ်တော့ကြောက်တုံးကကွဲကြည်ပျက်စီးနိုင်တယ်ဒါပေမဲ့ရေကတော့သူ့လန်းသူအမြဲရှာတွေ့ပါတယ်ခန္ဓာရည်စွမ်းအားဆိုတာဟာကျွန်တော်တို့ဟာကိုယ်ညွတ်နိုင်တယ်ရွေလျားနိုင်တယ်လဲကျနိုင်တယ်ခဏတာအတွက်ဘာမှမသိနိုင်တဲ့အရာတစ်ခုဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်တော့မှပျောက်ကွယ်မသွားပါဘူးကျွန်တော်တို့ရဲ့အနှစ်သာရကိုမဆုံးရှုံးပါဘူးကျွန်တော်တို့ပြန်လဲစုစည်းပါတယ်ကျွန်တော်တို့ပြန်လာပါတယ်ကျွန်တော်တို့ဆက်လက်တည်ရှိပါတယ်ဘာလို့လဲဆိုတော့ခန္ဓာရည်စွမ်းအားဆိုတာဘယ်တော့မှမတုံမလှုပ်ဖဲနေတာမဟုတ်ပါဘူးဒါဟာအမြဲတမ်းပြန်လဲစီစဉ်နိုင်ခြင်းပဲဖြစ်ပါတယ်မြန်မာပြည်ကလူအများပြားဟာဘေးကင်းရေးအတွက်အချင်းချောက်ခံရမှုအလုတ်မိသားစုဒါမှမဟုတ်အနာဂတ်အတွက်မရေရာမှုတွေနဲ့နေ့စဉ်နေထိုင်နေကြရပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်ကဘာကြီးကမတည်ငြိမ်ဘူးလို့ခံစားရတဲ့အခါမျောလင့်ချက်ဟာစိန်ခံပစ္စည်းတစ်ခုလိုဖြစ်နေနိုင်ပါတယ်ဒါပေမဲ့မဟုတ်ပါဘူးမျောလင့်ချက်ဟာမရှိမဖြစ်လိုအပ်တဲ့အရာပါတခြားဘာမှခိုင်မာမှုမရှိဘူးလို့ထင်ရတဲ့အခါမှာတော့ကျွန်တော်တို့ကိုရှေ့ဆက်သွားနိုင်အောင်ထိန်းထားပေးတဲ့တိတ်ဆိတ်တဲ့ခွန်အားပါအရာအလုံးပြောင်းလဲနေချိန်မှာမျောလင့်ချက်ကကျွန်တော်တို့ရဲ့စိတ်တွေကိုစုပ်ကင်ထားစရာတစ်ခုပေးပါတယ်ဒါဟာဘဝကရှေ့ဆက်သွားနိုင်သေးတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကျွန်တော်တို့ကိုချိတ်ဆက်ပေးထားတဲ့ကြိုးမြင်တမြင်ဖြစ်ပါတယ်ကျွန်တော်တို့အသေးစိတ်ဆက်မသွားခင်မှာကျွန်တော်တို့တွေရှုပ်ထွေးတတ်တဲ့အရာနှစ်ခုမျောလင့်ချက်နဲ့မျောမှန်းချက်အကြောင်းကိုပြောကြရအောင်ပါကျွန်တော်တို့တစ်ခုခုကိုမျောမှန်းတဲ့အခါပုံမှန်အားဖြင့်တိကျသေးကြတဲ့ရလဒ်တစ်ခုကိုစိတ်ကူးမိတတ်ကြပါတယ်မြားပြစ်လိုက်ပြီးပြစ်မှတ်ကိုထိမယ်လို့မျောမှန်းတယ်လို့မျိုးပေါ့မျောမှန်းချက်ကရလက်အပေါ်အာယုံစိုက်ပါတယ်ဒါပေမဲ့မျောလင့်ချက်ကတော့ဥတီယာအပေါ်အာယုံစိုက်ပါတယ်မျောလင့်ချက်ကငါပြစ်မှတ်ကိုထိမသိနိုင်ဘူးဒါပေမဲ့ငါပြစ်မှတ်ကိုချိန်ရွယ်နေအောင်ပါပြီးတော့မထိမချင်းငါကြိုးစားနေအောင်ပါလို့ပြောတဲ့အရာဖြစ်ပါတယ်တချို့ဟာချိန်ရွယ်ခြင်းမပြုတ်ခင်မှာပဲရက်တန့်သွားကြတယ်ကျွန်တော်တို့ကိုဘလို့မှအလုပ်ဖြစ်မှာမဟုတ်ဘူးဒါမှမဟုတ်ငါတို့လိုလူမျိုးတွေကအောင်မြင်မှာမဟုတ်ဘူးလို့ပြောကြတယ်ဒါဟာလက်တွေ့ကျတဲ့အရာမဟုတ်ပါဘူးဒါဟာမျောမှန်းချက်အဖြစ်ဖုံးကွယ်ထားတဲ့ကြောက်ရွံ့မှုဖြစ်ပါတယ်တစ်ဖက်မှာတော့မျောလင့်ချက်ဟာအပြုသဘောဆောင်တဲ့စိတ်ထားပေါ်မှာအခြေခံပါတယ်
မျက်စိစုံမိတ်အကောင်းမြင်တာမျိုးမဟုတ်ဘဲလှုပ်ဆောင်ချက်ကနေတိုးတက်မှုကိုရရှိနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ဖြစ်ပါတယ်မျော်လင့်ချက်ကဒီတစ်ခါလွဲသွားရင်တော့မှငါပြန်လဲပြင်ဆင်နိုင်တယ်သင်ယူနိုင်တယ်ပြီးတော့ပြန်စူးစမ်းနိုင်တယ်လို့ပြောပါတယ်မျော်မှန်းချက်ကရလဒ်ကိုစောင့်နေပါတယ်မျော်လင့်ချက်ကလှုပ်ဆောင်မှုကိုဖန်တီးပေးပါတယ်ကုစားခြင်းမှာတော့လှုပ်ဆောင်မှုဟာဘဝဖြစ်ပါတယ်မြန်မာပြည်မှာဖြစ်ပျက်ခဲ့တဲ့ဇလံတစ်ပုဒ်ကိုပြောပြချင်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကြည်ကွဲဖွယ်ရေကြီးမှုတစ်ခုဖြစ်ပြီးတဲ့နောက်မှာဦးဝင်းလို့ခေါ်တဲ့လယ်သမားတဦးဟာအရာအလုံးနှိပါဆုံးရှုံးခဲ့ရတယ်။သူ့ရဲ့သီးနှံတွေတရိษံတွေပစ္စည်းကိရိယာတွေအားလုံးပေါ့မြေစီလွှာကရွှွန့်နေဖြစ်သွားပြီးတူတဲအိမ်ကလေးကလည်းမပြိုလဲရုံတမယ်နဲ့ကြံရစ်ခဲ့တယ်လူအများစုကအဲ့ဒီနေရာကိုဆွန့်ခွာပြီးထွက်သွားဖို့ဆုံးဖြတ်ခဲ့ကြတယ်ဒါပေမဲ့ဦးဝင်းကတော့ကြံနေခဲ့ပါတယ်မန္တတိုင်းသူဘဲကစရမှန်းမသိပဲပျက်စီးနေတဲ့လယ်ကွင်းတွေကိုရှောက်ကြည့်နေခဲ့တယ်တနေ့မှာတော့ဘယ်တော့ကကြံနေမှမသိကြံနေခဲ့တဲ့မျိုးစေ့အိမ်လေးတစ်ထုပ်လက်တဆုပ်စာလောက်ကိုသူတွေ့ရှိခဲ့တယ်ဒါတွေကိုစိုက်လို့ပေါက်မပေါက်သူမသိခဲ့ပေမဲ့ဘာပဲဖြစ်ဖြစ်သူစိုက်ပျိုးလိုက်ပါတယ်မြေကြီးကမျောလင့်ချက်မဲ့နေစေဖြစ်ပေမဲ့သူနေတိုင်းရေလောင်းခဲ့တယ်သူ့အိမ်ကြီးချင်းတွေကဒါဟာအသုံးမဝင်ဘူးလို့ပြောကြတယ်ဒါပေမဲ့ရက်သက်တပတ်အနှဲငယ်ကြာပြီးနောက်မှာအစိမ်းရောင်အညောက်ကလေးတွေစတင်ပေါ်လာခဲ့တယ်နုနယ်ပေမဲ့ရှင်သန်လို့နေပါတယ်တခြားသူတွေဒါကိုမြင်တဲ့အခါသူတို့လည်းပြန်လဲစိုက်ပျိုးလာကြတယ်။နောက်တရာသီမှာလယ်ကွင်းတစ်ခုလုံးစိမ်လန်းနေခဲ့တယ်။နောက်ပိုင်းမှာလူတွေကဥဝင်းကိုဒီမျိုးစေ့တွေမရှင်သန်နိုင်ဘူးလို့ထင်နေရဲ့နဲ့ဘာလို့စိုက်ပျိုးခဲ့တာလဲလို့မေးခဲ့တယ်။သူကပြုံးပြီးပြောခဲ့တာကတခုခုလှုပ်ဆောင်ခြင်းကကျွန်တော်ကိုရှင်သန်စေလို့ပါ။အပင်တွေမပေါက်ခင်ကတည်းကမျောလင့်ချက်ကကျွန်တော်ကိုယ်အတွင်းမှာကြီးထွားနေခဲ့တာပါလို့ပြောခဲ့ပါတယ်။ဒါဟာမျောလင့်ချက်ကလှုပ်ဆောင်ပေးတာပါကျွန်တော်တို့ပတ်ဝန်းကျင်ကကဘာကြီးမပြောင်းလဲခင်မှာနှလုံးသားအတွင်းကအစတင်တာပါမျောလင့်ချက်ဆိုတာမော်ပညာမဟုတ်ပါဘူးဒါဟာနာကျင်မှုကိုယူပစ်လိုက်သလိုပျောက်စေတာဒါမှမဟုတ်ကျွန်တော်တို့ရဲ့အခြေအနေတွေကိုချက်ချင်းပြောင်းလဲပေးတာမျိုးမရှိပါဘူးဒါပေမဲ့မျောလင့်ချက်ဟာကျွန်တော်တို့ကိုတဆင့်ပြီးတဆင့်ရှေ့ဆက်သွားဖို့အကြောင်းပြချက်ပေးပါတယ်စိတ်ပညာမှာမျောလင့်ချက်ကိုတစ်ခါတလေအနာဂတ်မှတ်ဉဏ်လို့ခေါ်ကြပါတယ်။ဒါဟာပိုကောင်းတဲ့အရာတစ်ခုကိုစိတ်ကူးနိုင်စွမ်းဖြစ်ပါတယ်။မင်းအဲ့ဒီအရာကိုမမြင်နိုင်သေးရင်တော့မှာပေါ့။ကျွန်တော်တို့ငြိမ်းချမ်းမှုကိုစိတ်ကူးတဲ့အခါကျွန်တော်တို့ရဲ့အုံနောက်ကဒါအတွက်ပြင်ဆင်ဖို့စတင်ပါတယ်။ပြီးတော့အဲ့ဒီပုံရိပ်ကဒီနေ့အသက်ရှင်သန်ဖို့ကျွန်တော်တို့ကိုကူညီပေးပါတယ်။ခဏလောက်ရနာလိုက်ရအောင်။မင်းအနေနဲ့ဖြစ်နိုင်ရင်မျက်လုံးတွေကိုမှိတ်ထားပါ။အသက်ကိုပြင်းပြင်းရှူသွင်းပါပြီးရင်ဖြည်းဖြည်းချင်းရှူထုတ်ပါအခုမင်းကိုမျောလင့်ချက်ပေးခဲ့တဲ့တစုံတရာဒါမှမဟုတ်တစုံတယောက်အကြောင်းကိုစဉ်းစားပါအဲ့ဒီပုံရိပ်ကိုမင်းရဲ့နှလုံးသားထဲမှာစက္ကန့်အနည်းငယ်ကြာထိန်းထားပါမင်းခံစားရတဲ့အဲ့ဒီတိတ်ဆိတ်တဲ့ခံစားချက်အဲ့ဒီနှွေးထွေးမှုဟာခန္ဓာရည်စွမ်းအားရဲ့အစဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဖြစ်နိုင်ခြေရှိသေးတဲ့အရာတွေအပေါ်ကျွန်တော်တို့အာရုံစိုက်တဲ့အခါကျွန်တော်တို့ရဲ့အုံနောက်ကစတင်ပြောင်းလဲလာလို့ပါ။သိပ္ပံပညာကမျောလင့်ချက်ဟာအုံနောက်ကိုပြောင်းလဲစေတယ်ဆိုတာပြသပါတယ်။မင်းမျောလင့်ဖို့ရွေးချယ်တဲ့အခါတိုင်းနည်းနည်းလေးပဲဖြစ်ဖြစ်မင်းဟာပြန်လဲတည်ဆောက်နိုင်စွမ်းကိုအားဖြည့်နေတာပါပဲ။အမောင်ဆုံးအခိုက်အတန့်တွေမှာတော့မှကျွန်တော်တို့မှာလွတ်လပ်မှုတစ်မျိုးကျန်ရှိနေပါသေးတယ်။ဒါဟာကျွန်တော်တို့ဘလို့တုတ်ပြန်မလဲဆိုတာကိုရွေးချယ်နိုင်တဲ့လွတ်လပ်မှုပဲဖြစ်ပါတယ်။စိတ်ပညာရှင်တဦးဖြစ်ပြီးနာဇီတို့ရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းမှာအသက်ရှင်ကျန်ရစ်သူတဦးဖြစ်တဲ့ Viktor Frankl ပြောခဲ့ဘူးသလိုပါပဲ။လူတစ်ယောက်စီကအရာအလုံးကိုယူသွားနိုင်တယ်။ဒါပေမဲ့တစ်ခုကိုတော့ယူသွားလို့မရဘူး။လူသားတို့ရဲ့နောက်ဆုံးလွတ်လပ်ခွင့်တစ်ခုဖြစ်တဲ့ပေးထားတဲ့အခြေအနေတစ်ခုမှာကိုယ့်ရဲ့သဘောထားကိုရွေးချယ်ဖို့ကိုယ့်ရဲ့လမ်းကိုရွေးချယ်ဖို့ပဲဖြစ်ပါတယ်။မျောလင့်ချက်ကအတိအကျဒီနေရာကနေစတင်ပါတယ်အခြေအနေကိုပြောင်းလဲတာမဟုတ်ပဲကျွန်တော်တို့ရဲ့စိတ်ဓာတ်ကဒါကိုဘလို့ရင်ဆိုင်မလဲဆိုတာကိုရွေးချယ်ခြင်းကနေစတင်တာပါအဲ့ဒီရွေးချယ်မှုကတိတ်ဆိတ်နေပေမဲ့အစွမ်းထက်ပါတယ်ခန္ဓာရည်စွမ်းအားမွေးဖွားရာနေရာလဲဖြစ်ပါတယ်
တခါတလေကျွန်တော်တို့တန်ဖိုးရှိတဲ့အရာတစ်ခုအလုပ်တစ်ခုအိမ်တစ်လုံးဆက်ဆံရေးတစ်ခုအိမ်မက်တစ်ခုကိုဆုံးရှုံးလိုက်ရတဲ့အခါကျွန်တော်တို့ရဲ့စိတ်တွေကအရာအလုံးကိုဆုံးရှုံးသွားပြီလို့ပြောတတ်ကြပါတယ်ဒါဟာနာကျင်မှုရဲ့လှည့်စားမှုနားလည်မှုလွဲမှားခြင်းတစ်ခုပါဆုံးရှုံးမှုကကြီးမားတယ်လို့ခံစားရပေမဲ့လုံးဝပျက်စီးသွားတာမျိုးတော့ရှားပါတယ်ကျွန်တော်တို့တစ်ခုဆုံးရှုံးလိုက်ရုံနဲ့တန်ဖိုးရှိတဲ့အရာအလုံးကိုဆုံးရှုံးဖို့မလိုပါဘူးဒါဟာကျွန်တော်တို့ရဲ့ဇလန်းရဲ့အဆုံးသတ်မဟုတ်ပါဘူးဒီလိုအခိုက်အတန့်တွေမှာကျွန်တော်တို့ကိုညှင်သာစွာစစ်ဆေးဖို့ကျွန်တော်တို့ရဲ့စိတ်တွေကိုနူးညံ့စွာသတိပေးဖို့အရေးကြီးပါတယ်ဟုတ်တယ်ငါအရေးကြီးတဲ့အရာတစ်ခုဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့ငါမှာအသက်ရှင်ဖို့အကြောင်းပြချက်တွေအများကြီးရှိနေသေးတယ်ငါမှာခွန်အားတွေလူတွေမျှော်လင့်ချက်တွေနဲ့ဖြစ်နိုင်ခြေတွေရှိနေသေးတယ်လို့ပေါ့ဒီလိုကိုပြောဆိုခြင်းဟာဖြစ်ပျက်နေတဲ့အရာတွေကိုလက်မခံတာမျိုးမဟုတ်ပါဘူးဒါဟာရှင်းလင်းပြတ်သားမှုဖြစ်ပါတယ်ဆုံးရှုံးမှုထဲမှာတော့အသက်ရှင်ဖို့အကြောင်းပြချက်တွေရှိနေသေးတယ်ကြီးထွားဖို့စောင့်နေတဲ့မျှော်လင့်ချက်မျိုးစေ့တွေရှိနေသေးတယ်ဆိုတာကိုကျွန်တော်တို့ကိုသတိပေးတဲ့နည်းလမ်းဖြစ်ပါတယ်ဒါကြောင့်မျှော်လင့်ချက်ဟာအားနည်းချက်မဟုတ်ပါဘူးဒါဟာဉာဏ်ပညာပါငါဘဝကိုယုံကြည်နေစေပဲလို့စိတ်ကပြောပြနေတဲ့နည်းလမ်းဖြစ်ပါတယ်အခုမင်းရဲ့နေ့စဉ်ဘဝမှာမျှော်လင့်ချက်ကိုကြီးထွားလာစေဖို့ရိုးရှင်းတဲ့နည်းလမ်းတချို့ကိုပြောပြပေးချင်ပါတယ်။ကျေးဇူးတင်စရာအကြောင်းအရာတစ်ခုကိုစဉ်းစားပါ။မနက်တိုင်းဒါမှမဟုတ်အိပ်ယာမဝင်ခင်မှာဘဝကိုပိုကောင်းလာစေတဲ့အရာတစ်ခုခုကိုစဉ်းစားပါ။ကျေးဇူးတင်ခြင်းကခက်ခဲတဲ့အချိန်တွေမှာတော့ကောင်းတဲ့အရာတစ်ခုခုကြံနေသေးတယ်ဆိုတာကိုမင်းရဲ့စိတ်ကိုသတိရစေဖို့ကူညီပေးပါတယ်။သေးငယ်ပြီးရောက်နိုင်တဲ့ပန်းတိုင်တွေချမှတ်ပါကြီးမားတဲ့အိမ်မက်တွေကဝေးကွာနေတယ်လို့ခံစားရနိုင်ပါတယ်တရက်ဒါမှမဟုတ်တစ်ပတ်အတွင်းပြီးမြောက်နိုင်တဲ့သေးငယ်တဲ့အရာနဲ့စတင်ပါအောင်မြင်မှုတိုင်းကဖြစ်နိုင်ခြေရှိတယ်လို့ယုံကြည်ဖို့မင်းရဲ့အုံနောက်ကိုလေ့ကျင့်ပေးပါတယ်မျော်လင့်ချက်ရှိသူတွေအကောင်းမြတ်တဲ့သူတွေနဲ့ချိတ်ဆက်ပါမင်းကိုစိတ်ခွန်အားပေးမဲ့သူတွေနဲ့အချိန်ပေးပါလူကိုယ်တိုင်ဖြစ်စေအွန်လိုင်းမှာဖြစ်စေပေါ့မျော်လင့်ချက်ဟာဇလန်းတွေအပြုံးတွေနဲ့အားပေးထောက်ခံမှုတွေကနေတဆင့်ပြန့်နှံ့ပါတယ်မင်းရဲ့ဇလန်းကိုပြောပြပါမင်းကြုံတွေ့ခဲ့ရတာတွေကိုဝေမျှပါတခြားသူတွေကမင်းရဲ့ဇလန်းကိုကြားတဲ့အခါသူတို့ဟာအဲ့ဒီတဲကနေခွန်အားကိုရှာဖွေတတ်ကြပါတယ်ပြီးတော့မင်းရဲ့အမှန်တရားကိုပြောဆိုတဲ့အခါမင်းရဲ့နာကျင်မှုကရည်ရွယ်ချက်အဖြစ်စတင်ပြောင်းလဲလာပါတယ်အပြစ်ရှိတယ်လို့မခံစားဘဲအနာယူပါတခါတလေမျောလင်းချက်ဟာကျွန်တော်တို့နားနေချိန်မှာတိတ်တဆိတ်ကြီးထွားလာပါတယ်အနာယူခြင်းဟာအရှုံးပေးတာမဟုတ်ပါဘူးဒါဟာနောက်တစ်ဆင့်အတွက်မင်းရဲ့ခွန်အားကိုအားပြန်ဖြည့်နေခြင်းဖြစ်ပါတယ်အတိတ်ကခွန်အားတွေကိုသတိရပါမင်းအရင်ကကြော်လွားခဲ့မှုတဲ့အခိုက်အတန့်တစ်ခုကိုစဉ်းစားပါကိုသတိပေးပါငါခက်ခဲတဲ့အရာတွေကိုရင်ဆိုင်ခဲ့ပြီးကြော်ဖြတ်ဖို့နီးလန်းရှာတွေ့ခဲ့မှုတွေဆိုတာပေါ့အဲ့ဒီမှတ်ဉာဏ်ဟာခန္ဓာရည်စွမ်းအားကမင်းရဲ့ကိုယ်တွင်းမှာရှိနေပြီးသားဆိုတဲ့သက်သေပါပဲSispe မြန်မာကိုပူပေါင်းပါဝင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့မှာမျှော်လင့်ချက်ဆိုတာနာကျင်မှုကိုလစ်လျူရှုတာမဟုတ်ဘူးနာကျင်မှုကိုနောက်ဆုံးစကားလုံးမဖြစ်စေဖို့ညှင်းဆိုခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိယူခဲ့ရပါတယ်မျှော်လင့်ချက်ကအမျိုးစေ့တစ်ခုအဖြစ်စတင်ပါတယ်မျှော်လင့်ချက်ကလှုပ်ဆောင်ချက်တွေကနေကြီးထွားပါတယ်ပြီးတော့မျှော်လင့်ချက်ဟာခန္ဓာရည်စွမ်းအားဖြစ်လာပါတယ်လမ်းကြောင်းကမရှင်းလင်းတဲ့အခါမျိုးမှာတော့ကျွန်တော်တို့ကိုရှေ့ဆက်သွားနိုင်အောင်ကူညီပေးတဲ့တိတ်ဆိတ်တဲ့ခွန်အားဖြစ်ပါတယ်ကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့မိသားစုတွေနဲ့ကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝန်းတွေအတွက်ပိုကောင်းတဲ့အရာတစ်ခုကိုစိတ်ကူးနိုင်တဲ့၍ကျွန်တော်တို့ဟာကုစားခြင်းကိုစတင်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်နောက်တစ်ပတ်မှာကျွန်တော်တို့အပိုင်း9မမေ့မလျော့ပဲခွင့်လွှတ်ခြင်းဆိုတဲ့အကြောင်းကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့အမှန်တရားကိုဆက်လက်တန်ဖိုးထားနေရင်းနဲ့ဘလို့ရှေ့ဆက်ရမလဲဆိုတဲ့အကြောင်းကိုပြောသွားပါမယ် Sispe မြန်မာ Channel ပါကျွန်တော်တို့အတူတကွကုစားကြပါမယ်ကျွန်တော်တို့အတူတကွမျှော်လင့်ကြပါမယ်မင်းတယောက်တည်းမဟုတ်ပါဘူး